လောင်စုံလေးနဲ့ one master 2 single ပါတဲ့နှစ်ထပ်တိုက်တစ်တလုံးကိုပိုင်ဆိုင်ရမယ်ဆိုရင်လူကြီးမင်းတို့နဲ့စိတ်ဝင်စားလားဒီအိမ်ကတော့ဒဂုံစိတ်ကမ်းမြို့နယ်69ရပ်ကွက်မှာတည်ရှိပြီးတော့မိန်းလမ်းမဖြစ်တဲ့ဂျက်စတာလန်ကိုတဲပေါက်တဲ့နေရာမှာတည်ရှိပါတယ်။မြေအကျယ်20-60အောင်မှာတည်ဆောက်ထားတဲ့တူအစီတိုက်တဲ့လုံးပဲဖြစ်ပါတယ်။အိမ်ရဲ့အလဲရဆိုလို့ရှိရင်လည်းအနောက်မြောက်လည်းဖြစ်ပါတယ်။ You swipe left notification ဒီကိုရောင်းဖွင့်လာတဲ့ဈေးနှုန်းကတော့ကျပ်သိန်း4350နဲ့ရောင်းဖွင့်လာတာဖြစ်ပြီးတော့လူကြီးမင်းတို့အနေနဲ့ဒီအိမ်နဲ့ပတ်သက်ပြီးဆက်သွယ်စုံစမ်းခြင်းနဲ့ဆိုရင်ညီမတို့ရဲ့ New Home Realty Facebook Messenger ဒါမှမဟုတ် Hotline နံပါတ်ဖြစ်တဲ့00လေး00လေး666ကိုဆက်သွယ်စုံစမ်းလို့ရပါတယ်ရှင်